ရရှိခွာဆာဆာမနှုတ်ကိုဆက်တာပါရယ်။ဩဂုတ်လ28ရက်2026ခုနှစ်တောက်ကြနေ။ဒီနို့ဒီအီလောကိုင်အလင်းဖြစ်ကြ၏တောင်ထိန်တိုင်းဒီတော်မြို့ကိုမကွင်နိုင်ရမတဲ့ခရီးချန်အခန်းချင်းကခန့်ငယ်ဆက်လေးခေါင်းစဉ်ကအလင်းငယ်ဝိညာဉ်ရေးတွင်နိုးကြသောသူများကယုံကြည်ခြင်းထူးထူးထဲထဲရှိသောကြောင့်တော်ရုံတန်ရုံစုံစမ်းနောက်ရှက်ကြီးကိုတတရရလေးပဲတွန်းလှန်လိုက်ပါသည်အများကြီးတော့အားထုတ်စရာမလိုပါတကယ်ဖျား၏အလင်းကိုသူတို့ကသိမ့်ပိုက်ထားနိုင်ကြတာကိုကြီးလိုက်သူတို့မှပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းရှိသည်တခဏမဟုတ်ပဲအသက်တာတစ်ခုလုံးကဝေလက်တောက်ပန့်ခြင်းရှိသည်ထို့အပြင်သူတို့မှတကိုးတွေရှိနေပါသည်ကားတိုင်းတော်တကူကိုသူတို့သိမ့်ပိုက်ရပါသည် The power of the cross ကားတိုင်းတကူကအခြားသူများကိုပြောင်းလဲစေနိုင်သောတတိရှိပါ၏အမေရိကန်ပြည်မှာအလင်းဆိုသောမိန်းကလေးတစ်ယောက်ရှိခဲ့ပါသည်သူမှာငယ်ရွယ်စဉ်မှာပင်မိမနှစ်ပါးတို့သည်စိတ်သဘောချာနာ၍ကွဲသွားကြပါသည်ထိုအချိန်မှစ၍မိခင်သည်စိတ်ထန်ရရကမပြုံးမရေပဲပူဆွေးသောကနေနေထိုင်ပါတော့သည်အလင်းကမပြောတော့ပါမိခင်ကိုပျော်ရွှင်စေခြင်းသောကြောင့်နီလာမျိုးမျိုးကိုရှာဖွေနေခဲ့ပါတဲ့တန်နီစကူဆီယာမနေတိုင်ပင်သောအခါဆီယာမကရေးစရာပုံမြင်ကိုသာပြောပြလိုက်ပါဟုအကြံပေးပါသည်အလင်းကထိုနေ့မှစ၍မိခင်ကိုရေးစရာပုံဝင်းတုများရှာဖွေပြောပြပါ၏မိခင်မရေပါတနေ့ပြီးတနေ့ကြိုးစားတော့လေမိခင်ကမရင်လေသူမကတာ၍ကြိုးစားပါ၏ရေးစရာပုံဝင်းထုများဇက်လန်းများအဖြစ်ပြက်များကိုပင်ပန်းစွာရှာဖွေစုဆောင်း၍ပြန်ပြောပြပါ၏ရက်ပေါင်း100ကျော်သောအခါမှာတော့သူမိခင်သည်တောင်းမခံနိုင်တော့ပဲရင်မိပါသည်အလင်းကအားတက်၍ထပ်မံ၍ကြိုးစားရှာဖွေပြောလေသူမိခင်လည်းပူဆွေးသောကကိုမိကတဟားဟားရေမော၍ပြောရွှင်လာပါသည်ထိုအချိန်မှာအလင်းစီမရေးစရာပုံဝင်းထုတွေအပုံး၍ထောင်နေချီရှိနေခဲ့ပါသည်သူမနှင့်စကားပြောရလေရေမောရ၍ပျော်ရွှင်ကြပါသည်သူမ၏တည်င်းကကြော်ကြားလာ၍ TV စီစဉ်များကဖိတ်ခေါ်ရေးစကားပြောခိုင်းကအခချင်းငွေပေးကြပါသည်တမရတော်မှာသူမကိုဖိတ်ခေါ်ရသည်အကယ်ဒမီပွဲတွေမှာတင်ဆက်သူလုပ်ရသည်ငွေကြီးလဲချမ်းသာသူတစ်ပါးကိုလည်းရွှင်လန်းစေသူဖြစ်လာ၍အမေရိကန်ပြည်မှာအချစ်ခံရဆုံးသောမိန်းကလေးတော်ဖြစ်လာပါ၏ဖျားသခင်ဘိသိက်ပိတ်ကျူကိုခံရသောသူကအယ်လီတယောက်တည်းမဟုတ်ပါဒီနေ့ကျွန်ုပ်လည်းပါဝင်ပါသည်သင်တို့သည်ဤလောကအလီဖြစ်ကြပါသည်အလင်းငယ်ငယ်ကလေး little light ဖြစ်ပါစေအဲ့ဒါကနိုးကြသူထားမြောက်သူတို့ရဲ့လက္ခဏာဖြစ်ကြောင်းမှာအားလုံးဖျားသခင်ကောင်းချီးပေးပါစေ